မမကိုလုံးဝလက်ဆောင်ရှယ်ထိုးပြီးသားတာပါတမီဟိုဘက်လေးလက်လိုက်ပါဦးတစ်ချက်လောက်ဒီဘက်မှာပါအားလုံးပဲမင်္ဂလာပါခုကျွန်တော်ဖွင့်ပြမယ်ဗီဒီယိုဖိုင်ကတော့အားလုံးသိထားတဲ့အတိုင်းပါပဲ14နှစ်ကောင်လေးနဲ့သူမမကြီးတို့ဇလံပဲဖြစ်ပါတယ်ကြည့်ကြရအောင်ဗျာဒီနေ့ကတော့ကျွန်တော်ရဲ့တားတပည့်အသေးလေးရပါတော့ဒါစင်ကူကမမကိုလုံးဝရှယ်ရေးနေတာဖြစ်ပါတယ်လို့တာဘာပုံရေးနေတာချက်ပြန်တမီဒီဘက်လဲဘာပုံရေးနေရလဲဒေါ်လာပုံအဲ့ကလေးကိုနေယုံနေမနေ့တနေ့မှတူလောကတွေဝင်လာတဲ့ကလေးကိုနေယုံနေဟာအကောင်တက်တယ်နော်ညင်ညသိမြင့်နေသီးလားကောက်ကြောင်းတွေရှိုးနေအနိကပြတာဟာပြကြည့်မယ်ကွာအဲ့လောက်တော့ညှိုးနေမှာတော့အဲ့လောက်တော့ညှိုးနေမှာတော့ကြည့်မယ်ကွာဟုတ်တယ်ဟေးဟောင်းဟေးမနေ့တနေ့မှတူလောကတွေဝင်လာပြီးတော့5 6ဝက်တပတ်ပဲရှိသေးတယ်ဒိုင်းတစ်ပတ်ကလေအကောင်ကဖရီးကနေပါရာလာလဲကောင်းတယ်သွားနောက်လို့မရဘူးဒီမလိုက်ဟိုတနေ့ကတိတ်နေရောပါတယ်ကကြီးရောချင်းသေးကွေတွေရှောက်ဆွဲနေပြပြနေပါပြောချင်လဲပြောနော်ကျွန်တော်တားတပည့်လေးတွေ့ရနော်တဲထိုးတာနော်ကြည့်လိုက်ကျွန်တော်ပြီးဝိုင်းတင်ပေးမယ်စက်ကိုက်ပုံကိုင်နေရတာလုံးဝကြည့်ပရိုလိုပါလိုနဲ့ရအောင်သွားနောက်လို့တော့မရဘူးကွာလူကငယ်တယ်ဆိုပေမဲ့ပညာကကောင်းတယ်နင်တို့တဘွားလုံးလုပ်ကြည့်သွားမှာသဘောပေါက်လားအဲ့ကလေးကိုနေရွေးလိုက်တားတွေ့ချင်မဟုတ်ဆရာတပည့်ရဲ့တမီးကတို့ပြန်ထုံးပေးမယ်ပြောလက်မခံဘူးအဲ့ဒါတော့ရှင်းပေးရောဖျားရအောင်ထိုးကန်လိုက်လေမင်းရလေမင်းအသေးပုံထိုးမယ်ဆိုတော့မထိုးပြတော့ဘူးလားအသေးပုံလည်းထိုးပြီးမှာနော်ဒီနေ့လက်တစ်ချောင်းလုံးကိုလုံးဝဖန်စီရေးမှလားမသိဘူးဘလို့ပလန်နေချလာလဲတော့မသိဘူးပုံပြီးဝိုင်းတင်ပေးမယ်ရေးငေါ့အောင်မဆိုင်နဲ့ကိုလုံးစားကြည့်ရလို့ရေးစားကြည့်ဟောတကယ်ကွာနော်ဒီကလေးလေးကိုယုံပြီးတော့14နှစ်သားကိုယုံပြီးတော့ရေးခံရတဲ့တတိယကိုလေးစားတယ်နော်တမိဘာပြောချင်လဲပြောချင်တို့ကျက်မောင်လေးလက်ရယုံတယ်လေမောင်လေးလက်ရကိုမောင်လေးကိုချက်လားချက်လားလို့ပြောလေကိုမောင်လေးကြားဘာနေစကားကိုပလီပလာဘာကိုမောင်လေးတယောက်လို့လေအသေးလေးထိုးပေးထားတဲ့လက်ရလေးကိုပြပါဆိုလို့ဒါကျွန်တော်အနီးကလေးရက်ပြပြတာဖြစ်ပါတယ်ဒါသူ့မမကိုလုံးဝလက်ဆောင်ရှယ်ထိုးပေးထားတာပါတမီဟိုဘက်လေးလက်လိုက်ပါဦးတစ်ချက်လောက်ဒီဘက်မှာပါအကြက်ပလင်းလေးလားဝိုင်းခွက်လေးဆရာရက်မတော့တော့မသိဘူးအဲ့ဒါဒါဝိုင်းခွက်လေးပါဟိုဘက်ကလေးဟာဒါဒေါ်လာလေးနဲ့သူ့မမကိုနော်လုံးဝရှယ်ယူတာနော်လက်ရတော့တွေ့ရတိုင်းပဲနော်အတင်တန်းကာလာတစ်ပတ်လောက်ပဲရှိသေးတယ်အသေးလေးလက်စားဘယ်လောက်ကောင်းလဲဆိုတော့ပြတယ်တမီကြိုက်လားကြိုက်တယ်ရမ်းကြိုက်တယ်နော်โอเคနော်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်အောင်လေကျေးဇူးတင်ပါတယ်နေစင်ကူမပြန်ခင်အာဝါပေးခဲ့ရမှာနော်ကြားရနော်ငါသားတစ်ပုတ်ဒီအာဝါပေးခဲ့ရမှာโอเคဟုတ်ပြီဟုတ်ကဲ့ပါဗီဒီယိုဖိုင်လေးကိုကြည့်ပြီးပြီဆိုတော့မိတ်ဆွေတို့ရဲ့အမြင်လေးနဲ့ခံစားချက်လေးတွေပြောပေးခဲ့ပါအောင်အားလုံးကိုအထူးပဲကျေးဇူးအများကြီးတင်ရှိပါတယ်